Okay. Now so in teacher နှစ်ယောက်သင်ခဲ့တာဘာ lesson သင်ခဲ့လဲ Okay. အဲ့တော့ကျွန်တော်အနေနဲ့မေးချင်တာဒီ reading နဲ့ပတ်သက်ပြီးတော့ဒီ system တွေအကုန်လုံးပေါ့နော်။ကျောင်းသူကျောင်းသားတွေအနေနဲ့ပါဝင်ခဲ့တဲ့သူတွေအကုန်လုံး reading time ကိုတည်တည်ချာချာပေးလိုက်နိုင်လား။ဘယ်နဲ့ချိန်လောက်ဖတ်ခွင့်ရခိုင်းလိုက်လဲကျောင်းသူကျောင်းသားတွေ reading ကိုဖတ်ဖို့အတွက်3ခေါက်လောက်ရတယ်ဒါကောင်းတယ်နော်အဲ့တော့ teacher တို့နှစ်ယောက်ဒီပထမဦးဆုံး lesson ဒါမဲ့လေ teacher တို့နှစ်ယောက်ပြေလုံးနိုင်ဆိုတော့တကယ်ချီးကျူးတယ်ဘာလို့ဆိုပထမဦးဆုံး lesson မှာလေ framework ထဲကိုပါအောင်ထည့်နိုင်တာ timing လေးတွေကိုက်အောင်သင်ပေးနိုင်တာနောက်ပြီးရင်ဒီကိုယ် account ဖြစ်နေပေါ့နော်လိုအပ်မယ့်ဟာလေးတွေကိုလိုက်လံပြီးတော့ဖြည့်ဆွတ်ပေးသွားတာလေးတွေကြိုက်တယ်အဲ့တော့ first TP အနေနဲ့ကို lesson plan လေးကြည့်လိုက်ရင်လည်းတော်တော်များများအဆင်ပြေတာကိုတွေ့ရတယ်။နောက်ပြီးပြီဆိုရင် lesson plan ကိုကြည့်မလား PowerPoint လေးတွေကြည့်မယ်ဆိုရင်လည်းဒီ PowerPoint နေရဲ့ပေါ့နော် lesson လေးတွေမှာထည့်ထားတာလေးတွေအကုန်လုံးက staging လေးတွေကြိုက်တယ်။သင်သွားတာလေးတွေလည်းကောင်းတယ် material လေးတွေလည်းအဆင်ပြေတယ် framework အဓိက reading for test reading for specific information reading for detailed information ပါလား။ဟာလေကောင်းတယ်။နောက်ဆုံး opinion discussion ရောရောက်လာကောင်းတယ်ဟုတ်တယ်နော်အဲ့ဒါဒီ lesson ကိုခြုံပြီးတော့ကြည့်မယ်ဆိုရင်စလက်ဆုံး reading ပါလားပါတယ်နော် British vocabulary လေးပါလိုက်တာဘာလေးလွတ်သွားလဲ British လေးမလွတ်သွားဘူးလားလွတ်သွားတယ် elementary သမားဟာ unusual ဆိုတဲ့စကားလုံးမသိဘယ်လိုလုပ်လဲဟုတ်လား topic လေ topic မှာပါတယ်လေ shop ကိုတော့သူတို့သိလားသိတယ်ဒါ elementary သမားကဘာဝကြသိတယ်ဆိုတော့ဘာဝကြဒါပေမဲ့ unusual ဆိုတဲ့စကားလုံးကဒီကျတို့အနေနဲ့ပေးခဲ့လိုက်တဲ့စကားလုံးလားပါဠိအဲ့တခုတည်းပဲလို့သွားတာเนาะပြီးပြီဆိုရင် just ပါလား prediction လေးရော picture လေးတွေနဲ့ပုံလေးတွေနဲ့တွဲပြီးတဲ့ sorry just ရောပါလားပါတယ် specific information ရောပါလားပါတယ်အဲ့ specific information မှာရောဘယ်ကောင်ကတော့ biggest ဆိုတာဘာလဲ coolest ဆိုတာဘာလဲ illicit လေးလောက်သွားပြီလားအဲ့မကောင်းလားကောင်းတယ်အဲ့ဒီအချက်တွေကောင်းတယ်အဲ့ချက်တွေတကယ်ကောင်းတယ်အဲ့တော့ကျောင်းသူကျောင်းသားတွေဟာအဖြေရဖို့အတွက်ပို့ပြီးတော့အချိန်မရဘူးလားပြီးတော့ think pair share လေးရော reading လေးတွေမလုပ်ပေးသွားဘူးလားအဲ့မကောင်းလားတကယ်ကောင်းတယ်အဲ့ဒီအချက်တွေတကယ်တခြားသူတွေလည်းယူစရာဖြစ်တယ်နောက် reading မှာ detail information ကိုရောအချိန်လေးတေချာပေးွားလား keywords လေးတွေဘယ်လိုရှာဖို့အတွက်ရောအချိန်တေချာပေးွားလားတကယ်ကို scaffold ဖြစ်လွန်နေဒီ lesson ကတိတ်ကောင်းတဲ့ lesson ထဲမှာပါတယ်เนาะအဲ့ဒါပြီးသွားတဲ့အခါမှာအဖြေကို think pair share ဆိုပြီးတော့ pair work လေးတွေအဖြေမတိုက်ခိုင်းဘူးလားတိုက်ခိုင်းတယ်ဟုတ်တယ်ဒီချက်တွေကြည့်ရင်အဲ့ဒါဟာအများကြီးကောင်းတဲ့ lesson ဖြစ်တယ်ဒို့ပေမဲ့တစ်ချက်ပြန်ပြီးတော့ပြန်စဉ်းစားမယ်ဆိုရင်ပထမအဦးဆုံးပိုင်းကြံခဲ့လေ British vocabulary ကြံခဲ့တယ်ဒုတိယအဆင့်အနေနဲ့မေးချင်တာကျောင်းသားတွေ pair work pair checking လုပ်ခိုင်းတဲ့အခါမှာရောသူတို့က checking time ကိုရသွားတယ်မှန်တယ်ဒါပေမဲ့သူတို့ဒီ elementary သမားဖြစ်တဲ့အတွက်ဘသူဟာမှန်တယ်ဆိုတာဆုံးဖြတ်နိုင်မလားနော်အဲ့ချက်ကိုစဉ်းစားမသိလို့တက်ကြတယ်ချင်းမသိတဲ့သူကိုမသိတဲ့သူကဘာမှားနေတယ်ဆိုတာဆုံးဖြတ်တာတော့ does it make sense no it doesn't make sense အဲ့ချက်ကိုစဉ်းစားမယ် okay နောက်ဆုံး protection မဟုတ်တဲ့ productive follow up opinion discussion လောက်ခိုင်းနေ content နဲ့ relevant ဖြစ်လားဖြစ်တယ် reading လေးနဲ့ပြန်ပြီးပြန်ချိတ်တာမကောင်းလားကောင်းတယ်တော်တော်များများလည်းစိတ်ဝင်စားကြလားဒါဟာဒီ activity က effective ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီ activity ပြီးတော့ teacher တို့နှစ်ယောက်ကိုမေးချင်တာအဲ့ဒီ activity ပြီးတော့ teacher တို့ဒီသူတို့ကိုဘာလေးတွေကောင်းတယ်ဘာလေးတွေတော့ပြောခဲ့တယ်ဘယ်လိုလေးတွေပြောခဲ့တယ်ဘယ်အချက်ကလေးတွေကတော့ကောင်းတယ်ဘယ်အချက်ကလေးတွေတော့လိုအပ်သေးတယ်ဥပမာ teacher တယောက်ရဲ့စကားထဲမှာဆိုရင် she wants ဖြစ်သွားတယ်ဒါလေးကို she wants လို့ပြောဖို့အတွက် direct feedback လေးပေးလိုက်ပုံမကောင်းဘူးလားပေးဖို့လိုလားလိုတာပေါ့အဲ့တော့ feedback and error correction အပိုင်းဟာတကယ်ပါခဲ့သလားသို့မဟုတ်တခြားအပိုင်းကိုရောက်သွားသလားအဲ့တော့အချိန်ရောပို့နေသလားကိုယ့်စီမှာဘာလေးလုပ်နိုင်ပိုကောင်းလဲ feedback နဲ့အတူဒါပဲအဲ့နှစ်ခုစလုံးပါဖို့လိုလားလိုတယ်နော်အဲ့တော့ lesson ထဲမှာအဓိကပြုတ်ကျန်နေတဲ့နှစ်ပိုင်းကဘာနဲ့ပါလဲ
feedback and error correction နဲ့အဲ့နှစ်ခုလုံးပါလိုက်ရင်ဒီ lesson ပို့ပြီးတော့ကောင်းသွားမလားကောင်းသွားမယ် okay အဲ့တော့အဲ့ဒါလေးပြီးပြီဆိုရင်